ဒီတစ်ခေါက်တော့ကျွန်တော် AC အကြောင်းလေးပြောပြပေးပါမယ်ကွန်ပျူတာ basis ကိုတင်နန်းမတက်ဘူးတဲ့မိတ်ဆွေအတွက်ကိုကစင်းစရာလဲလှုပ်ရှင်တယ်ကွန်ပျူတာ basis ကလည်းမတက်ဘူး AC လည်းမသုံးထက်သေးဘူးဆိုရင်ကျွန်တော်အခုပြောပြမယ်နီလန်း၅မျိုးကိုတည်ထားပြီဆိုရင် AC နဲ့စင်းကင်လို့ရပါပြီဆိုတော့အဲ့ဒါကတော့ကျွန်တော်ဒီမှာပြထားတဲ့အတိုင်းပဲဇရာဆွဲနီးပေါင်းနီးနှုတ်နီးမြောင်နီးစာနီးပေါ့နော်ဒီနီလန်းလေး၅ခုရထားမယ်ဆိုရင်အခြေခံစင်းကင်မှုအတွက်ကတော့ကျွန်တော်ကောင်းကောင်းမွန်မွန်အသုံးချလို့ရပါတယ်ဒါကြောင့်ကျွန်တော်နဲ့တူဘယ်လိုလုပ်ရလဲဆိုတာကိုကျွန်တော်ကြည့်ပါမယ်အရင်ဆုံးကျွန်တော်တို့ဇရာဆွဲကြည့်မယ်ပေါ့နော်ကျွန်တော်ဇရာဆွဲကြည့်ဖို့အတွက်ဆိုရင်ကျွန်တော်ဒီမှာဆိုရင်ဒီကနေပြီးတော့ကျွန်တော်ဒီထီကိုကျွန်တော်ဇရာဆွဲကြည့်မယ်ဇရာဆွဲမယ်ဆိုရင်ကျွန်တော်တို့ကကိုဆွဲကျင်တဲ့စေကွက်တွေကိုဇလတ်မှတ်လိုက်ရုံပါပဲဇလတ်မှတ်ပြီးရင်ဒီဖောက်ခုထဲမှာရှိတဲ့ဘော်ဒါတွေကကျွန်တော်တို့အော်ဘော်ဒါလေးကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကဒါဇရာဆွဲပြီးသားဖြစ်ပါတယ်ကျွန်တော်ဇရာကိုမဆွဲချင်ဘူးပြဖြောက်ချင်တယ်ဆိုရင်လည်းကျွန်တော်ဖြောက်ချင်တဲ့စေကွက်ကိုဇလတ်မှတ်လိုက်ပါမယ်ပြီးရင်ဒီထဲမှာ no border ဆိုတာရှိပါတယ် no border လေးနှိပ်လိုက်မယ်ဆိုရင်ဇရာကွက်ပြန်ပြောက်သွားပါမယ်ဆိုတော့ဒါဇရာဆွဲနေပါကျွန်တော်ဒီဟာလေးဇရာဆွဲပါမယ်โอเคကျွန်တော်ကဒီမှာဆိုရင်ဒီမှာဆိုရင်ပေါ့နော်ကျွန်တော်ဒီအကွက်လေးအခုကျွန်တော်ဆက်လက်မှတ်ထားတဲ့အကွက်လေးတွေကကျွန်တော်အဖြေပေါ့နော်အဖြေထုတ်မှဖြစ်တဲ့အတွက်ကျွန်တော်အယောင်လေးရှင်းထားလိုက်ပါမယ်ဆိုတော့ကျွန်တော်ကဒီမှာဇရာကျွန်းနည်းတစ်ခုပြီးဒါဆိုကျွန်တော်တို့ပေါင်းနည်းပေါ့နော်ပေါင်းနည်းကဘယ်လိုပေါင်းရမလဲဆိုရင်ကျွန်တော်တို့ကဘာပဲလုပ်လို့ကျွန်တော်တို့ formula လေးရှိမယ်ဆိုရင်ညီမျှချင်းဆိုတဲ့သင်္ကေတကိုထည့်ရပါတယ်ကျွန်တော်ညီမျှချင်းထည့်လိုက်ပြီးကျွန်တော်က15ရဲ့9ရဲ့ပေါင်းမှဖြစ်တဲ့အတွက်15ကိုကျွန်တော် select တစ်ချက်သွားမှတ်လိုက်မယ်ပြီးရင် keyboard မှာပါတယ်အပေါင်းလက္ခဏာကိုနှိပ်ပြီးရင် 5 ကိုနှိပ်ဒါဆိုရင် F2 ဆိုတာ15ကိုညွှန်တာ F2 15ကိုညွှန်တာ G2 ဆိုတာလည်းG2 5ကိုညွှန်တာဖြစ်ပါတယ်ဒါဆိုရင်15ရဲ့9ရဲ့ပေါင်းလက်က20ရမှာပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ရိုးတာမန်ပေါင်းနဲ့ကျွန်တော်တို့ပေါင်းနည်းဖြစ်ပါတယ်ဆိုတော့ပေါင်းနည်းမှာကျွန်တော်2မျိုးပြပြပေးမယ်နောက်တစ်ခုကတော့ကျွန်တော်တို့စမ်းနဲ့ပေါင်းမှာပဲဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာကျွန်တော်ကဒီ10ခွက်3ခုလုံးကျွန်တော်ပေါင်းပြပါမယ်ညီမျှချင်း keyboard ကနေပြီးတော့ SUM SUM ဆိုပြီးတော့ကွင်းစားဆိုပြီးတော့ရိုက်လိုက်ပါညီမျှချင်း SUM ကွင်းစားဆိုပြီးကျွန်တော်တို့ပေါင်းခြင်းတဲ့10ခွက်တွေကို select မှတ်လိုက်ရုံပါပဲ15နဲ့20ဒီပေါင်းမှာဖြစ်တဲ့အတွက်ကျွန်တော်15နဲ့ဖြည့်ပြီးတော့20ဒီကိုကျွန်တော် select မှတ်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ဘွင်းပိတ်လိုက်မယ်ပြီးရင်ကျွန်တော်တို့အနာခောက်လိုက်မယ်ဆိုရင်40ရမှာပါ15ရဲ့9ရဲ့20ပေါင်းလက်က40ရမှာဖြစ်ပါတယ်ဒါကပေါင်းနည်းဖြစ်ပါတယ်ဆိုတော့နှုတ်မယ်ဆိုရင်ညီမျှချင်း15ကိုဆလတ်မှတ်အနှုတ်9ကိုဆလတ်မှတ်အနာခောက်ဒါဆို30ရမယ်မြောက်နည်းဆိုရင်ညီမျှချင်းကျွန်တော်ကညီမျှချင်းအမြဲတမ်းခံရပါတယ်9ကိုဆလတ်မှတ်star လေးရေးရပါမယ်အမြောက်လက္ခဏာ star လေးဖြစ်ပါတယ်ပြီးရင်3ကိုဆလတ်မှတ်ပြီးရင်အနာခောက်ပါမယ်ဒါဆိုရင်15ရပါမယ်ထုံဒီလက်ကောင်းပါပဲကျွန်တော်ကညီမျှချင်း15အစားမှာဖြစ်တဲ့အတွက်ကျွန်တော်က slash ဆိုတဲ့ညင်ဆောင်လေးကိုသုံးရပါတယ်အစား9အနာခောက်ဒါဆိုရင်အဖြေရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အခုပြပြပေးခဲ့တဲ့နီလန်း5မျိုးကိုသိမယ်ဆိုလို့ရှိရင်ကျွန်တော်ကတာမန်စင်းကိုင်လို့ရပါပြီဆိုတော့ပေါင်းရနှုတ်ရမြောက်ရနေကိုလိုအပ်တယ်လို့အသုံးချသွားလို့ရပါတယ်တကယ်လို့မိတ်ဆွေကဒီထက်ပိုပြီးတော့နားလည်ချင်တယ်ဆိုရင်ကျွန်တော်မှာ Computer Basics iOffice class လေးရှိပါတယ်ဆိုတော့အဲ့ဒီမှာဆိုရင် Web Excel PowerPoint သင်ခန်းစာတွေအပြင် Business Installation တွေနေလဲထပ်ပါမယ် Knowledge သင်ခန်းစာတွေအချို့လဲထပ်ပါဝင်မှာပဲဖြစ်ပါတယ်ဆို